ထမဦးစွာစိုက်ခင်းများမှရိတ်သိမ်းလာသောကြံအမြောက်များကိုကုန်တင်ကားကြီးများဖြင့်တကြားစက်ရုံသို့တည်ဆောင်လာကြသည်ထို့နောက် hydraulic စနစ်သုံးကားမတင်စင်ကြီးများ hydraulic truck dumpers ကိုအသုံးပြု၍ကုန်တင်ကားများကိုအပေါ်သို့ဆောင်းကာကြံများကိုကုန်လောင်ယုံသို့မဟုတ်တည်ယူပို့ဆောင်ရေး carpet ကြိုး conveyor belt ပေါ်သို့စနစ်တကျတွန်းချကြသည်နှစ်ကြံများဆေးကြောခြင်းနှင့်ဖြတ်တောက်ခြင်း washing chopping တန့်စင်သောတကြားရရှိရန်အတွက်တည်ယူလာသောကြံများကိုရေပန်းများဖြင့်အမိုက်တရိုက်နှင့်ရွှွနုံများစင်ကြယ်သွားအောင်အဆင့်ဆင့်ဆေးကြောကြသည်ထို့နောက်စက်မှုလုပ်ငန်းသုံးဓာတ်သွားကြီးများဖြင့်ကြံချောင်းများကိုအရွယ်စားအတော်အသင့်ရှိသောအပိုင်းဆက်ငယ်များဖြစ်အောင်ဖြတ်တောက်ကြသည်သုံးကြံရည်ညစ်ခြင်း crushing extraction ဖြတ်တောက်ပြီးသားကြံပိုင်းများကိုလှည့်ပတ်နေသောဒလိန်တုံးကြီးများ rollers ကြားသို့ဖြတ်တန်းစေပြီးဖိညစ်ကာကြံရည်များကိုထုတ်ယူကြသည်ထွက်ရှိလာသောကြံရည်များသည်စက်ရုံတွင်းရှိပိုက်လိုင်းများမှတဆင့်နောက်ထပ်လုပ်ငန်းစဉ်များစီသို့စီးဆင်းသွားပြီးကြန့်ရှိနေသောကြံဖက်ဗေဂတ်စ်များကိုမူစက်ရုံတွင်လောင်စာအဖြစ်ပြန်လည်အသုံးပြုရန်တိကျဖယ်ထုတ်ကြသည်လေးကြံရည်ကိုတန့်စင်ခြင်းနှင့်ကြိုချက်ခြင်း clarification evaporation ညှိယူရရှိထားသောကြံရည်စိမ်းများကိုအပူပေးစနစ်ဓာတုဗေဒနည်းလမ်းများနှင့်စစ်ထုတ်ကိရိယာများသုံးစွဲ၍အနယ်နှစ်များနှင့်မတန့်စင်မှုများကိုဖယ်ရှားကာတန့်စင်ကြသည်ထို့နောက်တန့်စင်ပြီးကြံရည်များကိုကြီးမားလာသောအငွေ့ပြန်ကန်ကြီးများ evaporators ထဲတွင်ထည့်သွင်းကာရေငွေ့များပြန့်တက်သွားသည့်အထိအပူပေးကြိုချက်ကြသည်ရေငွေ့ပြန်သွားသောအခါကြံရည်သည်ပြည့်ပြည့်နှစ်ရှိသောအရည် syrup ဖြစ်သို့ပြောင်းလဲသွားသည်ငါးတကြားပွင့်များဖြစ်ပေါ်စေခြင်း crystallization ပြည့်နှစ်နေသောကြံရည်များကိုဖုံးဆုပ်စနစ်သုံးကြိုချက်ကန်ကြီးများ vacuum pans ထဲတွင်ဆက်လက်၍ဂရုတစိုက်ကြိုချက်ပြီးတကြားပွင့်ငယ်လေးများစတင်ဖြစ်ပေါ်လာအောင်ပြုလုပ်ကြသည်ဤအဆင့်တွင်ကြံရည်သည်အလွန်ပြည့်သောတကြားရည်နှင့်တကြားပွင့်များရောနှောနေသည့်အနှစ် massacre ဖြစ်သို့ရောက်ရှိသွားသည်6ဗဟိုခွာအားသုံးစက်ဖြင့်တကြားခွဲထုတ်ခြင်း centrifugation အဆိုပါတကြားအနှစ်များကိုမြန်နှုန်းမြင့်လည်ပတ်နိုင်သောဗဟိုခွာအားသုံးစက်ကြီးများ centrifuges ထဲသို့ထည့်သွင်းလည်ပတ်စေသည်ထိုအခါတကြားရည်ညို molasses များနှင့်တကြားပွင့်များကိုတိကျစီကွဲထွက်သွားအောင်ခွဲထုတ်ပေးသည်9အခြောက်ခံခြင်းနှင့်အယောင်ချွတ်ခြင်း drying refining ခွဲထုတ်ရရှိလာသောတကြားပွင့်များကိုလေပူပေးစက်ကြီးများဖြင့်အဆိုဓာတ်ကုန်စင်အောင်အခြောက်ခံရသည်လူသုံးကုန်တကြားဖြူတန်တန်ရရှိရန်အတွက်အယောင်ချွတ်ခြင်းနှင့်ပြန်လည်တန့်စင်ခြင်းလုပ်ငန်းစဉ်များကိုစက်ရုံတွင်းရှိခေတ်မီဓာတ်ခွဲခန်းများနှင့်အလိုအလျောက်ထိန်းချုပ်စနစ်များဖြင့်စနစ်တကျစစ်ဆေးဆောင်ရွက်သည်ရှစ်ထုတ်ပိုးခြင်းနှင့်တူလောင်ခြင်း packaging dispatch နောက်ဆုံးအဆင့်တွင်တန့်စင်ခြောက်သွေ့သွားသောတကြားများကိုအလိုအလျောက်ထုတ်ပိုးသည့်စက်ကိရိယာများ automated packaging machines သုံးပြီးအိတ်ငယ်များဘူးများသို့မဟုတ်ဆင်နွှဲအိတ်ကြီးများထဲသို့အလေးချိန်တိကျစွာထည့်သွင်းထုတ်ပိုးကြသည်ထို့နောက်တန့်ရှင်းသောကုန်လောင်ယုံများတွင်တိုးလောင်ကာဈေးကွက်အတွင်းသို့ဖြန့်ဖြူးရောင်းချရန်အတွက်အဆင်သင့်ပြင်ဆင်ကြသည်